အားလုံးပဲမင်္ဂလာပါရှင်တတိယဗီဒီယိုလေးကနေပြီးတော့ကြိုဆိုပါရစေဒီတစ်ခေါက်မှာတော့ bike cleaner လေးကိုသုံးထားတာကပန်းရောင်လေးပေါ့နော်ဘယ်နှခုလဲဆိုတော့တပွင့်အောင်သူက3ခု3ချောင်းပေါ့ကုန်ပါတယ်အဲ့ဒီ3ချောင်းကိုအလဲကနေပြီးတော့ထဝက်ကကြီးနဲ့ပိုင်းပေးလိုက်မယ်ပေါ့နော်3ချောင်းကိုပိုင်းလိုက်တဲ့အခါမှာ6ချောင်းရသွားတာပေါ့နော်6ချောင်းရသွားတဲ့ဟာကို5ချောင်းကိုယူပြီးတော့အဲ့ထဲမှာအရှည်ဆုံးအချောင်းကိုပတ်လိုက်မယ်ပေါ့အလဲကနေပြီးတော့အလဲကနေပတ်လိုက်ပါမယ်ပတ်တဲ့ခါကျလို့ရှိရင်သူကအလဲကနေပြီးတော့ဖြစ်အောင်လို့ခောက်ချိုးလေးချိုးလိုက်ပြီးတော့ဒီအလဲစင်တာကနေပြီးတော့ပေါ့နော်ဒီမျိုးလေးလိမ်လိုက်ပါမယ်အဲ့လိုလိမ်ပြီးသွားတဲ့အခါမှာလို့အမွှားလေးတွေရရပေါ့နော်ဒါပွင့်ပတ်လုပ်ဖို့အတွက်အခွေလေးတွေလုပ်ဖို့အတွက်အမွှားလေးအများကြီးရရပေါ့နော်အဲ့ဒီဟာကိုသူကအောက်ကနေစုပ်ကင်ထားပြီးတော့ခရူးပတ်ပုံစံအောင်မှအဲ့တချောင်းချင်းစီကိုအဲ့လိုလိတ်လေးလုပ်မယ်ပေါ့အဲ့ဝိုင်းလေးတွေကိုတစ်ခုနဲ့တစ်ခုလှနေအောင်လို့အထက်လေးထပ်သွားမယ်ပေါ့နော်ဟိုဓာတ်ရိုက်ကြီးကအဝိုင်းပုံစံအောက်ခြေကိုအဝိုင်းပုံစံလေးလှုပ်လိုက်ပြီးတော့မှဒီအပေါ်ကနေပြီးတော့တစ်ထပ်ထပ်သွားတဲ့ပုံစံပေါ့နော်ဂျားလေးတွေမှာတစ်ဖက်ကရှိနေရမယ်နှစ်ခုကြားမှာတစ်ဖက်ကရှိနေရမယ်ဆိုတဲ့ပုံစံမျိုးလေးလုပ်ပေးပါမယ်ဒါကနှင်းစီပန်းကိုမှအပွင့်လေးတွေကိုဒီ3ချောင်းနဲ့သုံးပြီးတော့ပေါ့နော်လှလေးဖူးဖောင်းလေးပေါ့နော်အမြင်လဲတင်နေလိုမျိုးပုံစံလှလေးရအောင်ပြုလုပ်ခြင်းဖြစ်ပါတယ်ဒါအလွယ်ဆုံးနည်းပေါ့နော်နှင်းစီပန်းလုပ်တဲ့ထဲမှာအလွယ်ဆုံးနည်းလေးပါအထက်လေးဖြစ်အောင်ဖောင်းလေးဖြစ်အောင်လို့ချစ်စရာကောင်းတယ်နှင်းစီပန်းလေးလုပ်တာဖြစ်ပါတယ်ပန်းအိုးမှာထိုးဖို့ဆိုလို့ရှိရင်နှင်းစီပန်းလေးက9ပွင့်လောက်ဆိုလို့ရှိရင်ပေါ့ပို့ပြီးတော့ကြီးလို့ကောင်းတယ်ပေါ့နော်9ပွင့်ထက်ပို့လို့ရှိရင်ကျတော့ပန်းအိုးနည်းနည်းများပြီးတော့ကားသွားမယ်ပေါ့နော်ဒီနဲပြန်တော့လဲကြီးလို့ကျဲတဲ့ဖြစ်နေမှာဆိုတော့9ပွင့်ကတော့အတော်ပဲပေါ့နော်ပြီးတော့နှင်းစီပန်းလုပ်တဲ့အချိန်မှာဒီ3ချောင်းသုံးတဲ့အချိန်မှာပေါ့နော်အဲ့ဒီ3ချောင်းအယောင်မတူပဲနဲ့ကွာအဖြူရောင်တို့အယောင်2ရောင်ဆက်တာတို့အနီနဲ့ဖြူလေးဆက်တာတို့ပန်းရောင်နဲ့ဖြူလေးဆက်တာတို့ပန်းရောင်နဲ့ခရမ်းရောင်လေးဆက်တာတို့အဲ့လိုမျိုးပေါ့အဖြူလေးနဲ့ဆက်တာတို့အနုနဲ့အရင်နဲ့ဆက်တာတို့3ချောင်းလုံးအယောင်တူမဟုတ်ဘဲနဲ့အယောင်ဆက်လေးနဲ့လုပ်မယ်ဆိုလို့ရှိရင်လည်းလှလေးရရပေါ့နော်ဝင်းပတ်လေးတွေကအဲ့လိုမျိုးအယောင်မတူတဲ့ဟာလေးတစ်ထပ်ဖြစ်နေတဲ့အတွက်ကြောင့်မလို့တော်တော်လေးလှပါတယ်အားကြောင့်မလို့နောက်ထပ်အိမ်စာတွေဘာတွေမှာဆိုလို့ရှိရင်ဒီလိုမျိုးအယောင်မတူတဲ့ဟာတွေနဲ့ try ပြီးတော့လုပ်ကြည့်ပေါ့နော်အဲ့လိုမျိုး project တစ်ခုပြီးရဆိုလို့ရှိရင် soft copy နဲ့ certificate ပေးပါမယ်ပေါ့နော်3ခုပြီးလို့ရှိရင်တော့ကောင်းတာပေါ့ဒါပေမဲ့တစ်ခုတည်းလည်းရပါတယ်
ဒီလိုပိုက်ကလင်နာလေးတွေကိုဝယ်မယ်ဆိုလို့ရှိရင်များသောအားဖြင့်ပေါ့ပုံမှန်ကအယောင်100ဥမှာပန်းရောင်ကို100ဝယ်မှရမယ်အနည်းဆုံး100ချောင်း100ဝယ်မှရမယ်ပေါ့ချောင်း100တစ်ထုပ်အနည်းဆုံးရောင်းကြတာကွာဒီမှာဆိုလို့ရှိရင်ဒီတင်တန်းမှာဆိုလို့ရှိရင်ကြတော့ပန်းရောင်နည်းနည်း10ချောင်းလောက်ပဲလိုချင်တယ်အဝါရောင်10ချောင်းပန်းရောင်10ချောင်းအဲ့လိုမျိုးလက်လီပေါ့အနည်းလေးပဲလိုချင်တယ်စမ်းကြည့်ချင်တာဆိုပြီးတော့ဝယ်လို့ရှိရင်ဝယ်လို့ရပါတယ်တစ်ချောင်းကို69ကျပ်ပေါ့နော်sorry ပါတစ်ချောင်းကို90ပေါ့နော်တစ်ချောင်းကို90နဲ့ရပါမယ်ပန်းပွင့်လေးတွေ9ခုပြီးသွားပြီချစ်စရာလေးတွေပေါ့နော်အဲ့ဒါလေးဖောင်းဖောင်းလေးပြီးသွားပြီဆိုလို့ရှိရင်တရွက်လေးလုပ်မယ်ပေါ့တရွက်လုပ်မယ်ဆိုလို့ရှိရင်တရွက်မလုပ်ခင်ဟိုကလေးအရင်လုပ်အောင်မယ်ပေါ့နော်ဟိုအရှိမလေးနေကြပန်းလုပ်တော့ကလေးဟိုပွင့်ခံလေးလုပ်တယ်လေအဲ့လိုမျိုးပုံစံလေးပဲလုပ်မယ်လောက်တာကနေကြပန်းမွင့်တော့ကျတော့ပန်းမွင့်ရအကြီးဖြစ်တဲ့ကြောင့်မို့လို့ဒီလိုမျိုး2ခုလုပ်ရတယ်ဒါပေမဲ့ဒီမှာကျတော့ဒီလိုမျိုးမှာပန်းမွင့်တစ်ပွင့်ကိုတစ်ခုပဲလုပ်မယ်ပေါ့နော်အဲ့ဒီတစ်ခုကိုသူကအဲ့3ခုကိုကွာဘေးဘက်ကိုကတ်မနေပဲနဲ့ဘယ်လိုပြောမလဲနည်းနည်းလေးမျှအောင်လို့ပေါ့နော်ဒီဘက်ကိုဖြဲပြီးတော့ပန်းမွင့်တစ်ပွင့်မှာကော်လေးနဲ့ကတ်ပေးပါမယ်အဲ့ဒါဆိုလို့ရှိရင်တစ်ပွင့်ကိုတစ်ခုပေါ့နော်အဲ့လိုရိုးတံလေးတစ်ခုရပါမယ်ပြီးတော့အယိုးကိုကြတော့လက်တစ်စစ်ခွဲလောက်နဲ့ဟိုပါပေါ့ပြန်ပတ်တာမျိုးလေးအရွက်ကိုလေအရွက်ကဟိုအဝိုင်းတီးတီးလေးပုံစံလုပ်ပါမယ်ဟိုလိုမျိုးနေကြပန်းတို့ကျိုးလက်ပန်းတို့တော့အဲ့လိုမျိုးအရှည်ကြီးမဟုတ်ပဲねပေါ့နော်ဝိုင်းတီးတီးလေးနှင်းစီရွက်ပုံစံလေးလုပ်ပါမယ်သူအပေါ်နဲ့အောက်နဲ့ညှက်ပြီးတော့လိမ်လိုက်လို့ရှိရင်အထက်ကဟာကြီးထွက်မလာဘူးပေါ့ဒီတိုင်းဆိုလို့ရှိရင်သူကအထက်ကဟာကြီးထွက်လာတဲ့ကြောင့်မလို့ပေါ်နဲ့အောင်နဲ့လိန်လိုက်လို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ်ရိုးတံလေးတွေပြီးရင်ပန်းကိုတေချာတက်မယ်ဒါလေးကတော့ရိုးတံတက်ပြီးသားလေးပေါ့နော်စိတ်ပါလို့ရှိရင်သူတို့သမီးလက်ကင်ပန်းလေးလုပ်လို့ရတယ်ဒါကအိုးမှာထုံးစံတိုင်းအရင်တော့ပြတဲ့ဗီဒီယိုအတိုင်းပေါ့နော်အိုးမှာအဲ့လိုလေးတွေစိုက်မယ်ပေါ့အဲ့လိုလဲစိုက်လို့ရတယ်ကော်နဲ့ပေါက်ဖောက်ပြီးတော့လဲထည့်လို့ရတယ်ပေါ့နော်ကိုတန်ရလုပ်လို့ရပါတယ်ဒါကတော့လုံးနေနဲ့ဖော့ကျွတ်သွားတာပေါ့နော်ဆိုင်ရင်နဲ့စိတ်မရှိတော့လို့ဖော့ကိုပြန်ပြီးတော့ဆွဲထုတ်ပြီးတော့ထည့်ပြီးအောက်ကနေဆွဲလိုက်တာပေါ့လို့လည်းရပါတယ်ပြီးရင်ညခင်းစိမ့်လေးတွေကဟိုအလိမ်လေးတိုင်းလှုပ်ပြီးသွားတဲ့အခါမှာဒါကဘာလုပ်တာလဲဆိုတော့ဖဲပြားလေးလှုပ်ချင်တယ်ပေါ့အရင်ကလိုဝိုင်းဘက်လေးမဟုတ်ဘဲနဲ့ဖဲပြားလေးလှုပ်တဲ့ပုံစံမျိုးလေးပေါ့တဝက်ချိုးပြီးတော့ဒီဘက်နဲ့ဟိုဘက်နဲ့ကိုအလဲကနေပြီးတော့ဟိုဘက်ဒီဘက်လိမ်လိုက်ပါတယ်ပထမတော့ဖဲပြားပုံစံမဟုတ်ဘဲနဲ့လေးမြောင်ပေါ့နော်အနားလေးပဲရှိတဲ့ဖဲပြားပုံစံလေးအဲ့လိုလုပ်မယ်ပေါ့အဲ့လိုလုပ်ကြည့်ရဲ့အခါမှာဖဲပြားရဲ့အရင်ကြီးနေ
အဲ့မှာဖဲပြားရအရန်ကြီးနေတာဖြစ်တဲ့အတွက်ကြောင့်မလာတော့ဘောနော်ချစ်ဖို့မကောင်းတော့ဘူးအဲ့ဒါနဲ့ပြန်ဖြီးပါတယ်နှစ်ဖက်ပဲလှုပ်လိုက်တယ်ပေါ့နော်နှစ်ဖက်လှုပ်ပြီးပိုတာလေးကိုညှက်လိုက်ပါမယ်ဒီလိုပန်းအိုးလေးတွေကလေတိုက်တိုင်းလှုပ်တယ်ပြီးတော့အဲ့လိုမျိုးကား dashboard ပေါ်တွေမှာတင်ထားလို့ရှိရင်လည်းလှုပ်လေးနေလို့ပေါ့ကားသွားတိုင်းလှုပ်နေရဆိုတော့ချစ်ဖို့လည်းကောင်းတယ်အဲခန်းဒီမှာလည်းတင်ထားလို့ရတယ်အလှပေါ့နော်ပြီးရင်ပကြီးပြပွဲတို့ဘာလို့မျိုးပြပွဲတွေဘာတွေသွားလို့ရှိရင်လက်ဆောင်ဖြစ်လေပြီးလို့ရတယ်အိမ်တက်တွေဘာတွေသွားတဲ့အိမ်မှာအလှဆင်ဖို့အတွက်ဆိုပြီးတော့လည်းလက်ဆောင်လေးပေးလို့ရတယ်ကိုယ့်ရဲ့ချစ်သူအတွက်ဆိုပြီးမတရားလက်ဆောင်လည်းပေးလို့ရတယ်ပေါ့နော်ဒီလိုဆိုလို့ရှိရင်ချစ်စရာဖဲပြားလေးကိုရသွားပြီကော်လေးနဲ့ကပ်ပေးလိုက်မယ်ပေါ့နော်ကောကမထွက်လို့ရှိရင်ကြာတော့လေအနောက်ကနေအဲ့လိုမျိုးလေးဖင်လေးကိုတွန်းပြီးတော့မှညှင်ရတာမျိုးရှိပါတယ်ဒါတိတ်ပြီးတော့အရင်မပူသေးတဲ့အတွက်ကြောင့်မလို့သူထွက်မလာတာပေါ့နော်အဲ့လိုမျိုးလေးညှစ်ပြီးတော့ကပ်ပေးလိုက်လို့ရှိရင်အလှဆင်ပေးသွားဖြစ်သွားပြီပေါ့နော်ဒါဆိုရင်ပွဲစည်းတွေဆိုင်အလှလေးလက်ဆောင်ပစ္စည်းရောင်းတဲ့ဆိုင်လေးတွေမှာလည်းတင်လို့ရတယ်လူငယ်လေးတွေက9တန်း10တန်းလေးကြိုက်ကြတယ်ကျေးဇူးတင်ပါတယ်